အားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်အလွန်ဝေးကွာသောအရတ်တို့ဆိုတဲ့နှုတ်ပတ်တော်အဖြစ်အနည်းငယ်ဝင်ငါချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဟာသခင်ယေရှုခရစ်တော်ဖခင်ကိုမိမိကယ်တင်ပါရှင်အဖြစ်ယုံကြည်လက်ခံပြီးနောက်ပြုဖို့တမျှသောအမှားအယွင်းသောအရာများကိုဖခင်ကသူနှင့်ဝေးကွာရအရတ်တို့ဆေလွှဲလိုက်ပြီးဖြစ်ပါတယ်တရားတော်ခုမြောက်သောဆလံပိုင်းရဲ့စနစ်မှာအဆက်မျက်နှာစွမ်းတဲ့အနောက်မျက်နှာစွမ်းနဲ့ဝိတီအတိုင်းငါတို့ဤအပြည့်များကိုငါတို့နှင့်ဝေးစေတော်မူ၏လို့ဖော်ပြထားပါတယ်အဲဒါကြောင့်မိတ်ဆွေသခင်ယေရှုခရစ်တော်ဖခင်ကိုမိမိကယ်တင်ပါရှင်ဖြစ်ယုံကြည်လက်ခံပြီးနောက်ကျွန်တော်တို့အပြည့်များမကအမျိုးချင်းစာအပြည့်များငရေသွားစေတဲ့အပြည့်များကိုယေရှုခရစ်တော်ဖခင်ကအလင်း21ဘီလီယံกว่าဝေးသောကလေးစီတွေထက်ပိုပြီးဝေးသောနေရာသို့ကျွန်တော်တို့အပြည့်များကိုပြစ်ချလိုက်ပြီးဆိုတဲ့နှုတ်ကပတ်တော်အဖြစ်အနည်းငယ်ဝင်ငါချင်တာဖြစ်ပါတယ်။အရောက်တိုင်းပေါ်မှာဖျားရှင်ကောင်းကြည်ပေးပါစေ။